တကြံရောက်တိုင်းမှာသူကနာမည်ကြီးပင်ပဲအခုခေတ်ကလေးတွေလုံးဝမတိကြတော့တဲ့လူတစ်ယောက်ရှိပါတယ်ဒီထက်ပိုထူးခြားတာကအဲ့ဒီလူဟာနိုင်ငံတော်ကပြီးတဲ့အာဏာတွေငွေကြေးထောက်ပံ့တွေအကုန်လုံးကိုခြေစုံကညှင်းပယ်ခဲ့ပြီးစစ်စင်ရဲနဲ့ဘဝစသိမ်းသွားခဲ့တဲ့ကမ္ဘာအထူးဆန်းဆုံးလူတွေကတယောက်ပါဆိုတော့သူကဘယ်သူဖြစ်မလဲဒီနေရာမှာဆရာကြီးမြို့မှာငိမ့်လို့ရွေးလိုက်ရင်တော့မှန်ပါတယ်ဒီဆရာကြီးဟာတကြံလို့ပြောလိုက်တာနဲ့တန်းအမြင်နဲ့လို့ပြောတဲ့နေရာမှာသူ့ရဲ့တခြင်းတွေကြောင့်ပဲမဟုတ်ပါဘူးအခုခေတ်ကလေးတွေတကြံမှာတစ်ခါမှမကြုံမှုခဲ့ကြတဲ့အရာတွေကိုသူရှိနေစဉ်ကအကုန်ဖန်တီးပေးခဲ့လို့ပါအဲ့ဒီအရာတွေကစိတ်ဝင်စားစရာအကောင်းဆုံးကိုပြောပါဆိုရင်မန္တလေးမြို့ရဲ့လမ်းမတွေပေါ်မှာငွေရောင်တလက်လက်နဲ့ငန်းရုပ်ကြီးတင်ထားတဲ့မြို့မှာငိမ့်ရဲ့ရှီပတ်ခံကားကြီးပါပဲဒီငွေရောင်ငန်းရုပ်ကြီးရဲ့နောက်ဝယ်မှာလည်းအခုခေတ်ကလေးတွေတာမကလူကြီးတွေပါအလွန်အတိနေတဲ့စိတ်ဝင်စားစရာလှုပ်ဝက်ချက်တွေရှိတာမလို့တကြံကိုပြန်ပြီးလွန်ဆွနိုင်အောင်လို့အခုပဲပြောပြပေးပါမယ်ခင်ဗျာမန္တလေးသားဖြစ်တဲ့ဆရာမျိုးမငိမ့်ဟာမွေးကလေးကအန်ဝေါ်စရာတွေနဲ့ပဲမွေးဖွားခဲ့တာပါ။ဘာလို့လဲဆိုတော့သူ့ရဲ့အိမ်နီးနှန်းချင်းတွေကမြမဂီတရဲ့အတော်တကအတော်ဆုံးစိုင်းဆရာကြီးစိမ့်ပေးတာနဲ့စောင်းဆရာကြီးကြားထဲမှာမွေးလာခဲ့လို့ပါ။ဒီလိုအတိုင်းဝိုင်းကြောင့်ပဲအသက်20ကျော်တဲ့တကြံတချင်းတွေတိုင်းမှာပွဲတိုင်းကျော်တဲ့အလင်းကားကျော်စွာမျိုးမငိမ့်ဆိုပြီးတီးတန်ရှင်ဖြစ်လာတာပါ။ဒါပေမဲ့လူသိနေတဲ့အချက်တစ်ခုကဆရာကြီးမျိုးမငိမ့်ရဲ့တကယ်အိမ်မက်ဟာတကြံတချင်းရေးဖို့မဟုတ်ပါဘူးသူ့ရဲ့အကြီးမားဆုံးအိမ်မက်ကကမ္ဘာဂီတကိုတီးမှုန်နိုင်တဲ့မြန်မာတန်ဆုံတီးဝိုင်းကြီးထူထောင်နိုင်ဖို့ပါဒါပေမဲ့အများတောင်းဆိုမှုကြောင့်တချင်းတွေရေးဆက်ရကနေတကြံအတက်နေတိုင်းမန္တလေးလမ်းမတွေပေါ်မှာတမျိုးလုံးရင်တွေခုံပြီးစောင့်ကြည့်ရတဲ့မြို့မရဲ့ငွေနှန်းရှင်ရေဘက်ခံကားကြီးဆိုတာပေါ်ထွက်လာခဲ့ပါတယ်ကားပေါ်မှာရှိနေတဲ့ဒီငွေငန်းရုပ်ကြီးဟာအယုတ်တစ်ခုတက်တက်မဟုတ်ပါဘူးရေထဲမှာနေပေမဲ့ရေမတင်တယ်လို့နွန်ထဲမှာနေပေမဲ့နွန်မပေးတဲ့ငန်းတစ်ကောင်လိုပါပဲအမှုပညာဟာငွေနောက်ကိုမလိုက်ပဲအမြဲဖြူစင်နေရမယ်ဆိုတဲ့ဆရာစိတ်ဓာတ်ကိုပြသနေတာပါဒီလိုငြိမ်းချမ်းပြီးဖြူစင်တဲ့ငွေငန်းရုပ်ကြီးကိုတကြံရဲ့ပြရုပ်အဖြစ်ဆရာရွေးချယ်ခဲ့တာဒီအကြောင်းပြချက်တစ်ခုရဲ့အကြောင်းမဟုတ်ပါဘူးဒါကိုသိဖို့ဆိုရင်ကျွန်တော်တို့ဆင်နွှဲနေတဲ့တကြံရဲ့တကယ်မူလအစကိုပြန်ကြည့်ဖို့လိုပါတယ်တကြံဆိုတာနှစ်တကူကိုကူးပြောင်းတယ်လို့အဓိပ္ပာယ်ရပါမယ်သူ့ရဲ့နောက်ွယ်မှာတော့တော်တော်လေးကိုထိတ်လန့်စရာကောင်းတဲ့တမိုင်းကြောင်းရှိနေပါတယ်ဒန်နာယူရီယာတကြားမင်းနဲ့မြန်မာမင်းတို့အလောင်းစားလောက်ရကနေမြန်မာမင်းကြီးကအရှုံးပေးပြီးခေါင်းပြက်ခံလိုက်ရပါတယ်အဲ့ဒီဦးကောင်ဟာမြေပေါ်ကျရင်ကဘာမီးလောင်မယ်ပင်လယ်ရဲကျရင်ရေတွေခန်းချောက်သွားမယ်ဆိုတဲ့ချိန်စာကြောင့်နတ်သမီး9ပါးဟာတစ်နေ့တစ်ခါတပားစီမီလီယံတွေထွက်နေတဲ့ဦးကောင်ကြီးကိုအလဲကျပွေးပိုက်ထားကြရတာပါဒီလိုနတ်သမီးတစ်ပါးကနေတပားစီမီလီယံဦးကောင်ကိုလွှဲပြောင်းပေးတဲ့အချိန်ကိုပဲကျွန်တော်တို့ကတကြံလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒီဒန်နာကြီးရဲ့ရေပက်ဖြန်းတဲ့ဒလိဟာမြန်မာနေမကပါဘူးအိန္ဒိယထားနိုင်ငံမှာစုံဂရန်လာအိုမှာပြီးမှန်ဆိုပြီးနာမည်သာကွဲပြားပေမဲ့ရေသမင်ပွဲတော်ဆင်နွှဲတာကတော့အတူတူပါပဲဒီလိုဒန်နာရီကြားမှာဆရာမျိုးမငိမ့်ဟာအေဂျင့်နဲ့ငွေငန်းတန်စင်တွေနဲ့ရင်ကြီးတဲ့တကြံကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ခေတ်ဆက်ဆက်တကြံတိုင်းမှာမြန်မာတွေပဲရှိတာကိုပြပါဆိုရင်စတူဒီတာတွေကျွေးကြတယ်ဥပုပ်တွေစောင်းကြတယ်နှစ်စန်းတရက်နေ့ဆိုတာနဲ့ဖះမှာကြိတ်ကြိတ်တို့ကုတူယူကြတဲ့ဒလိတွေပါပဲဒါပေမဲ့တခုရှိတာကအရင်မျိုးမငိမ့်ရေပက်ကန်ထွက်တဲ့ခေတ်တွေတုန်းကတကြံမှာစူညံမှုရတာမျိုးအရန်ကိုရှားပါတယ်ဘာလို့လဲဆိုရင်သူတို့မှာအမှုပညာဂုဏ်သိက္ခာဆိုတဲ့စီကံတွေရှိလို့ပါဒါကြောင့်ဆရာကြီးရဲ့တကြံတချင်းတွေဟာအနောက်တိုင်းနှုတ်တွေကိုသုံးပေမဲ့မြမော်ဝေကင်းလို့တချင်းမျိုးမှာဆိုရင်တကြံရဲ့အေဂျင့်မှုနဲ့တဘာဝအလှကိုစာသားနဲ့ရင်ဖော်ပြနိုင်ခဲ့တာပါမြမော်ဝေကင်းငွေစင်ဆန္ဒဒီလိုတွေထူးချွန်လွန်းလို့နိုင်ငံတော်ကနေအလင်းကကြော်စွာဆိုတဲ့ဘွဲကိုဆရာကြီးကိုချီးမြှင့်ခဲ့ပါတယ်ဒီဘွဲဟာအမှုပညာနယ်ပယ်မှာအမြင့်ဆုံးဘွဲတစ်ခုပါဒါပေမဲ့ထူးခြားတာကဆရာကြီးကဒီလိုထိပ်တန်းဘွဲကိုရပြီးတဲ့နောက်မှာတော့အစိုးရကကမ်းလှမ်းတဲ့ယာရုအာဏာတွေနဲ့ငွေကြီးထောက်ပံ့နေမှန်သမျှကိုခြေစုံကန်ညှိမိခဲ့တာပါသူဟာဒီလိုအဆောင်အနီအောက်မှာနေထိုင်ဖို့ထက်သူယုံကြည်တဲ့အမှုပညာလွတ်လပ်ခွင့်အတွက်မန္တလေးမြို့မှာအတင်းသားတယောက်အဖြစ်နဲ့ပဲဂုဏ်သိက္ခာရှိရှိဆက်နေသွားခဲ့ပါတယ်တကယ်တော့ဆရာဟာတချင်းကိုစီးပွားပြည့်ရခဲ့သူမဟုတ်ပါဘူးသူ့ရဲ့ဉာဏ်ပညာခတောင်းဖို့တောင်အရန်ကိုရှက်တဲ့သူပါသူ့ရဲ့တချင်းတွေတနိုင်ငံလုံးမှာတူဖို့ဟိုးလီကျော်နေပြီမဲ့ဆရာကိုယ်တိုင်ကတော့ကလေးတပြုံကြီးနဲ့ကြက်ကြက်တဲတဲဘဝကိုဖျက်ဆီးသွားခဲ့ရပါတယ်ဒီလိုပါရမီရှင်ကြီးရဲ့ဘဝဟာအဆုံးသတ်မှာတော့တိတ်ကိုဝမ်းနည်းစရာကောင်းပါတယ်နောက်ဆုံးအသက်40ကျော်အရွယ်မှာပဲ20ရာစုမြန်မာဂီတကိုကဘာနဲ့ရှင်နိုင်အောင်လုပ်ပြီးခဲ့ပြီးချွတ်ချွတ်တဲတဲနဲ့ကွယ်လွန်သွားခဲ့ရပါတယ်သူကွယ်လွန်သွားတဲ့အခါမှာတော့သူ့ကိုချစ်တဲ့ပရိသတ်တွေကသူရေးဆက်ခဲ့တဲ့တကြံသချင်းတွေကိုတိုင်မြိုင်သည်ဆိုရင်သူ့ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ခဲ့ကြပါတယ်ခုဆိုရင်ဆရာကြီးမြို့မှန်ကြီးကွယ်လွန်ခဲ့တာရာစုနှစ်ပြည့်ဖို့နီးစပ်လာပါပြီဒါပြင်ခေတ်တွေပြောင်းလဲလာတာနဲ့အများတကြံပုံစံတွေလည်းအများကြီးပြောင်းလဲသွားခဲ့ပါပြီစူညံလာတဲ့ EDM တွေကြားထဲမှာဆရာမြို့မှန်ကြီးရဲ့ငွေငန်းဟာ
အရင်လိုအားကောင်းကောင်းနဲ့မကနိုင်တော့ပါဘူးဒါတက်ပူပြီးစိတ်မကောင်းစရာကောင်းတာကကြံဆိုကျွန်တော်တို့မြန်မာလူမျိုးတွေရှင်တွေကနေလှလိုက်လေးလေးမပြောနိုင်ခဲ့ကြတာအတော်လေးကိုကြာခဲ့ပြီဆိုတဲ့အမှန်တရားပါလင်ခဲ့တဲ့နှစ်နဲ့ငယ်ဆလို့ကျွန်တော်တို့စီမှာကြံလူတွေတိုက်လာတိုင်းပျော်ရွှင်မှုတွေတွေကလွမ်းမိုးမှုတွေကပဲပိုပြီးကြီးစုနေကြပါပဲပညာရေးအေးရာအေးရာပညာရေးအေးရာအေးရာရွှဲရွှဲလောင်းမှာတူကိုတူတန်မြူဒီချစ်ချစ်ပညာခါဒါပေမဲ့ဘလောက်ပဲမှောက်မိုက်တဲ့အချိန်တွေဖြစ်ပါစေဆရာမျိုးမကြီးရဲ့တခြင်းလေးတစ်ပုဒ်ကိုပြန်ကြားမိတိုင်းကျွန်တော်တို့ရဲ့ရှင်ထဲမှာတော့ခဏတာဖြစ်ဖြစ်အေးချမ်းမှုလေးတွေအမြဲရှင်နေနေရောမှာပါဒီဗီဒီယိုလေးကနေကျွန်တော်တို့ပြောခဲ့ကြတဲ့တခြင်းအမှတ်တရလေးတွေကိုပြန်လဲအောက်မိနိုင်အောင်တင်ဆက်လိုက်ရပါတယ်ခင်ဗျာအောက်မိကိုလည်းစီလို့သူွယ်မောင်းကြီးလာပါမယ်ဒီနေ့ကိုလည်းစီလို့သူွယ်အောင်မြင်လာပါမယ်သာယာစီွယ်သားလေးကိုလည်းဒီဆိုလို့ဒီပဲညမအောင်မယ်ပြအောင်မယ်ပြေကြတာကတော့ကဘာမှာမြမတချင်ကအဦးဆုံးပဲဆိုတော့ကိုဆရာမျိုးမကြီးရဲ့တခြင်းလေးတစ်ပုဒ်နဲ့နှုတ်ဆက်လိုက်ချင်ပါတယ်ဆရာတခြင်းတွေထဲမှာအခုကြည့်နေတဲ့သူရဲ့အကြိုက်ဆုံးတခြင်းတစ်ပုဒ်ရှိရင်လေကွန်းမမှာပြောခဲ့ပါဦးနော်အားလုံးပဲဒီနေ့မှာတော့တကယ့်ကိုအေးချမ်းပြီးတိုင်းရင်းသားစုံစုံလင်လင်နဲ့မြန်မာနိုင်ငံရဲ့ပျော်ရွှင်စရာကောင်းတဲ့အတာတခြင်းကိုပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ